Okay မင်္ဂလာပါအခုတို့ဒီနေ့လေ့လာမယ့်သင်ခန်းစာကတော့ Ubuntu Linux OS ပေါ်မှာ web development အတွက်ဘယ်လို application မျိုးတွေလိုအပ်မလဲပြီးတော့တဲ့အခါကျရင်အဲ့ application တွေကိုအဆင့်ဆင့်ဘယ်လို install ပြုလုပ်မလဲဆိုတဲ့အကြောင်းအရာကိုလေ့လာကြရမှာဖြစ်တယ်ဆိုလိုတဲ့အဓိပ္ပာယ်ကကိုကဒီ web development ကိုလေ့လာဖို့အတွက် Windows OS ကနေပြီးတော့မှဒီ Ubuntu Linux ကိုကိုယ့်ရဲ့ computer ထဲမှာ install စလုပ်ပြီးသွားပြီဆိုတာနဲ့အဲ့တော့ဘယ်လို application မျိုးတွေထည့်ထားဖို့လိုအပ်မလဲပြီးတော့ရင်အဲ့ဒီ application တွေကိုတဆင့်ချင်းစီဘယ်လို install လုပ်မလဲဆိုတာကိုလေ့လာရမှာပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာထဲမှာပါတဲ့အကြောင်းအရာတွေကိုအသေးစိတ်ကြည့်ကြရအောင်အခုဒီဗီဒီယိုကို record ယူနေတဲ့ date ကတော့30ရက်နေ့မေလ2025ခုနှစ်ဖြစ်တယ်အဲ့တော့ဘာဖြစ်လို့အခုက date ကို mention ခေါ်ရတယ်လဲဆိုတော့ application တွေကတဖြည်းဖြည်းနဲ့ upgrade ဖြစ်လာမှာဖြစ်တယ်ဆိုတော့အဲ့လို upgrade ဖြစ်လာတာနဲ့အတူတူသူတို့ကို install ပြုလုပ်တဲ့နည်းသို့မဟုတ်အသုံးပြုတဲ့နည်းတွေကလည်းအနေငယ်ကွာဟမှုတွေရှိလာနိုင်တယ်ဆိုတော့ဒါကြောင့်မလို့အခုက date ကို mention ခေါ်ရခြင်းဖြစ်တယ်ပေါ့ဆိုတော့မီရိုဆိုစီအခု install တော့လုပ်မဲ့ application တွေအကုန်လုံးကတော့ဒီ31ရက်နေ့မေလ2025ပေါ်မှာအားလုံးကနောက်ဆုံး version update version တွေကြီးပဲဖြစ်တယ်ပေါ့လေနော် okayဆိုတော့ဒါဆိုလို့ရှိရင်အခု install လုပ်မဲ့ application တွေကို Ubuntu version ဘယ်လောက်ပုံမှာ install လုပ်မှာလဲเนาะတွားပြီးတော့မှစစ်ကြည့်ကြရအောင်ဆိုတော့အခု settings တက်ကနေပြီးတော့မှဆိုတော့ about ထဲကိုဝင်ထားလိုက်မယ်ဆိုတော့ဒါဆိုလို့ရှိရင်အခုလက်ရှိအခုရဲ့ computer မှာ install လုပ်ထားတာကတော့ Ubuntu ရဲ့ 24.04.2 LTS version ကို install လုပ်ထားတာဖြစ်တယ်အခုလက်ရှိမှာတော့ဒါကတော့နောက်ဆုံး version ပေါ့ပဲဖြစ်တယ်ပေါ့လေနော်so hardware အနေနဲ့ကတော့ HP laptop Bavaria notebook series ကိုသုံးထားတယ်အဲ့တော့ CPU ကတော့ Core i7 7 generation ပေါ့အဲ့တော့ memory ကတော့16 GB ရှိမယ် hard disk ကလည်း512 GB ရှိမယ်ပေါ့ဆိုတော့ဒါကအခြေခံလိုအပ်ချက်တွေတော့မဟုတ်ပါဘူးဒါအခုရဲ့လက်ရှိအသုံးပြုနေတဲ့ computer ရဲ့system ဘိုင်းတာမျှတာဖြစ်တယ် okay so ဒါဆိုလို့ရှိရင်အခုတို့စပြီးတော့မှ application တွေကို install လုပ်ဖို့အတွက် browser တွေကိုတွားထားလိုက်မယ် okay အဲ့တော့အရင်ဆုံးက Ubuntu ကို site မှာတွားပြီးဆက်ထားလိုက်မယ်ဆို Ubuntu site မှာဆိုလို့ရှိရင်လည်းဒါကိုအခုလက်ရှိ install လုပ်ထားတဲ့ version ပေါ့လေနော်နောက်ပြီးတော့တဲ့ခါကျလို့ရှိရင်အခု install လုပ်ဖို့အတွက်ဒီမှာ note ကလေးထုတ်ထားပေးတာရှိတယ်အဲ့တော့စုစုပေါင်းအကြောင်းအရာတော့15ချက်ရှိမယ်ပေါ့အဲ့တော့ပထမဆုံးအကြောင်းအရာနေတယ်တော့အခုတို့က application center app center ထဲမှာအဲ့တော့ download ရတဲ့ application တွေကိုအခုတို့အရင်ဆုံးသွားပြီးတော့မှ install သွားလုပ်မယ်အဲ့တော့ကဲလို့ app center ထဲမှာမရှိတဲ့ application တွေကိုတော့အခုတို့ website ကနေတစ်ဆင့်သွားပြီးမှ download မယ်ပြီးတော့တဲ့အခါကျရင်သူကို install လုပ်မယ်ပေါ့တော့ Google Chrome လိုမျိုး Visual Studio VS Code လိုမျိုးပေါ့လေနော်နောက်ပြီးတော့တဲ့အခါကျရင်အခုတို့ PHP တို့ MySQL တို့လေ့လာဖို့အတွက် Apache MySQL PHP MyAdmin ကိုသွားပြီးတော့မှ install လုပ်မယ်နောက်ပြီးတော့ရင်ဒီ MySQL မှာ root account ကိုကိုတို့ password တော့ပေးမယ် config တော့လုပ်မယ်ပေါ့နောက်ပြီးတော့ရင် git ကို install လုပ်မယ်ပြီးတော့ရင် git ကို config လုပ်မယ်နောက် PHP package တွေကိုdownload လုပ်နိုင်မှုအတွက်အခုတို့ composer ကို install တော့လုပ်မယ်နောက်ပြီးတော့တဲ့အခါကျရင်အခုက React.js တို့ Node.js တို့ TypeScript တို့လေ့လာနိုင်ဖို့အတွက်အခုက Node.js ကို install လုပ်မယ်ပြီးတော့ TypeScript ကိုလည်း install လုပ်မယ်အကယ်လို့ကိုကPython လေ့လာနေတဲ့သူဆိုလို့ရှိရင်လည်းPython ဟိုကတခါတည်း install လုပ်ထားနိုင်ဖို့အတွက်ဒီမှာကို Python ကို install လုပ်တဲ့နေပါတခါတည်းထည့်သွင်းထားပေးတယ် so ပြီးတော့တဲ့အခါကျရင်အခုကနောက်ပိုင်းကျလို့ရှိရင်website တွေကနေပြီးတော့မှ audio file တွေ video file တွေတို့တွေမဟုတ်အခု package file တွေကိုတွားပြီး download လုပ်တဲ့အခါကျရင်အဲ့ဒီကနေပြီးတော့မှ zip file တွေ AIR file တွေနဲ့ရလာတာမျိုးတွေဖြစ်တတ်တယ်ဆိုတော့အဲ့ခါကျလို့ရှိရင်အခုတို့ရလာတဲ့ zip file နဲ့ AIR file ကိုပြန်ပြီးတော့မှဖြည့်ဖို့အတွက်ဒီ zip နဲ့ AIR package ကိုတခါတည်း install လုပ်ထားမယ်နောက်ပြီးတော့ဒီအောက်ဆုံးက HK ဆိုတာကတော့အခုတို့တွေ application ကိုအသုံးပြုနေတဲ့အခါမှာတခါတလေကိုတို့ဒီ application ကဘာမှဆက်လုပ်လို့မရတော့တဲ့အခြေအနေမျိုးဖြစ်သွားတတ်တယ်ပေါ့လေနော်တနည်းအားဖြင့်ဟန်သွားတာပေါ့ဒီခါကျလို့ရှိရင်အဲ့ application တွေကိုကိုတို့ဒီ memory ဘောကနေပြီးတော့မှဘယ်လိုဖြုတ်ချမလဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုသွားပြီးတော့မှဒီ HK ကိုသက်ဆက်တဲ့ install ပြုလုပ်ထားလိုက်မယ် okay so ဒါဆိုလို့ရှိရင်ဒီ note တွေကိုအခုတော့ဘေးကနေရနိုင်မလဲဆိုတော့အခုဒီမှာ Trello ကနေပြီးတော့မှပေးထားတာရှိပါတယ်အဲ့တော့ညီမတို့တွေက register မလုပ်လဲရတယ်ဒီတိုင်းဝင်လိုက်ဒီ register လုပ်ပြီးတော့မှအဲ့တော့ဒီ note တွေကိုတော့ယူရင်လည်းရတယ်เนาะပြဿနာမရှိဘာကြောင့်လဲဆိုတော့အခုကဒီ note ကိုTrello မှာ publish sharing လုပ်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အကုန်လုံးဝင်ကြည့်လို့ရတယ်
ဆိုတော့ Trello လေးကိုဝင်ထားလိုက်မယ်နောက်ပြီးသွားတဲ့ခါကျရင်နောက်မှာအဲ့ဒါ data land ဆိုပြီးတော့မှ data land technology ဆိုပြီးတော့မှပေးလိုက်ရပြီအဲ့ဆိုလို့ရှိရင်တော့စောစောတော့ဒီနှုတ်မှတ်ထားတဲ့ဒီ activity တွေကိုတွေ့ရလိမ့်မယ်အဲ့ဒီမှာဒီမှာအခုအကြောင်းအရာက set Ubuntu for web development ဆိုတော့ဒီ link လေးကိုဝင်ထားလိုက်မယ်ဒါဆိုရင်ဒီမှာလာပြီးတော့မှစောစောက15ချက်တစ်ချက်ချင်းစီကို install ပြီးတော့ဒီအသေးစိတ်တွေကဒီထဲမှာပါဝင်ပြီးသားပေါ့လေเนาะတခုရှိတဲ့ကညွှန်မတို့တွေကတော့ဒီမှာ drag and drop တွေတော့ပြီးလို့ရမှာတော့မဟုတ်ဘူးเนาะ admin မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အကိုကိုယ်တိုင်ပဲ admin ဖြစ်တဲ့အတွက်ကြောင့်မလို့အကိုကပဲဒီမှာ drag and drop အနေနဲ့အဲ့တော့ဟိုဘက်ရွှေ့ဒီဘက်ရွှေ့ပြုလုပ်လို့ရမှာပေါ့လေเนาะညွှန်မတို့တွေအနေနဲ့ကတော့အဲ့တော့ဒီမှာကိုဝင်ကြည့်လို့ရမယ်ပေါ့ okay so ဒါဆိုလို့ရှိရင်အခုစပြီးတော့မှ install ပြီးလုပ်ကြရအောင်အရင်ဆုံးအဲ့တော့ number 1app center တွေကနေပြီးတော့မှအခုတို့အခြေခံအကြဆုံးလိုအပ်တဲ့ application တွေကိုတွားပြီးတော့မှ download သွားလုပ်မယ်ဆိုတော့ဒါဆိုရင်ဒီထဲကိုဝင်ထားလိုက်မယ်အဲ့တော့အရင်ဆုံးအခုတို့ VLC အခုတို့ဒီ video file တွေ audio file တွေကိုအဲ့တော့ဖွင့်ကြည့်နိုင်ဖို့တော့ပေါ့လေနော်ဒီ media player တခုလိုမှာပေါ့ဆိုတော့အကြောင်းလို့ကို VLC ကိုတွားပြီးတော့မှ install ပြုလုပ်ထားမယ်ဆိုတော့ app center တွေကိုဝင်မယ် okay okay ဒါဆိုလို့ရှိရင် VLC ရပြီ okay ဒီမှာလည်းရောက်လာပြီဆိုတော့နောက်တစ်ခုအနေနဲ့ Chromium ကို install ပြုလုပ်ထားမယ်ဒါတော့ web browser okay ဒါဆိုလို့ရှိရင်ဒီမှာ browser ကလည်းရောက်လာပြီဆိုတော့နောက်တစ်ခုတော့ install လုပ်မယ် Sublime Dash okay ဒါဆိုရင်ဒီမှာ Sublime Dash ကလည်းရောက်လာပြီဆိုတော့နောက်တစ်ခုဆက်ပြီး install ပြုလုပ်မယ်ဒါကတော့ HTML CSS JavaScript တွေကိုရေးဖို့အတွက် Webstone ကို install လုပ်မယ် okay so ဒါဆိုဒီမှာလည်းကိုတို့ Webstone ရောက်လာပြီအဲ့တော့နောက်တစ်ခုအနေနဲ့ PHP code တွေကိုတင်ရေးနိုင်မှုအတွက်အဲ့တော့ PHP Stone ကိုပါ install ပြုလုပ်ထားမယ်okay ဒါဆိုရင်အဲ့တော့ဒီမှာလည်းအဲ့တော့ PHP Stone ရောက်လာပြီအဲ့တော့နောက်တစ်ခုအနေနဲ့ Python code တွေကိုရေးဖို့အတွက် Python community ကိုတွားပြီးတော့ install ပြုလုပ်ထားမယ်okay so ဒါဆိုရင်အဲ့တော့ဒီမှာလည်း Python ရောက်လာပြီဆိုတော့နောက်တစ်ခုတွားပြီး install တော့ပေးမယ်အဲ့ဒါတော့ data grid ဒါတော့ database ကို manage လုပ်ဖို့အတွက်okay so ဒါဆိုရင်ဒီမှာ data grid ရောက်လာပြီဆိုတော့နောက်တစ်ခုအနေနဲ့အခုတော့ဒီ beekeeper ကိုဒါပြီး install ပြုလုပ်ထားမယ်ဒါကလည်းအဲ့တော့ database ပဲ database ကို manage လုပ်နိုင်သူကကျတော့ free သုံးလို့ရတယ်ပေါ့ပါနေပေါ့လေနော်ဆိုတော့ဒါလေးကိုတခါလေး install ပြုလုပ်ထားမယ်okay ဒါဆိုဒီမှာရောက်လာပြီဆိုရင်နောက်တစ်ခုအနေနဲ့အဲ့တော့ Zoom class တွေ join နိုင်အောင်လို့ Zoom ကိုပါတခါလေး install ပြုလုပ်ထားမယ်okay ဒါဆိုလို့ရှိရင်ကိုတို့ဒီမှာ Zoom ကရပြီဆိုတော့နောက်တစ်ခုသွားပြီးတော့ install တော့ပေးမယ်နောက်တစ်ခုကကျတော့ Flanshot ကတော့ကိုတို့ဒီ
app center ထဲမှာလည်းသွားပြီး install လုပ်လို့ရတယ်ဒါပေမဲ့ဒီဘက်က install လုပ်တာပို့ပြီးတော့မှကြာတယ်เนาะနောက်ပြီးဒီမှာ error ဖြစ်နေတယ်ဆိုတော့ဒါကြောင့်မလို့ကိုတို့ကသူ့ရဲ့ official site ကနေပဲသွားပြီး install ပေးလိုက်မယ်အဲ့ဒီအတွက်လည်းအခုဒီ note ထဲမှာတခါတည်းမှတ်ထားပေးပြီးဒါသူ့ရဲ့ official site ပြီးတော့ဒီမှာ Linux တွေကနေပြီးတော့မှဒီအောင်မှာအခုတို့ install လုပ်မယ် code လေးအဲ့ဒီအတွက်လည်းအခုဒီမှာ note လေးမှတ်ထားပေးရရှိပါတယ်ဆိုတော့ဒါလေးကိုဒါမင်းတွေကနေတော့ install လုပ်တာရုံပဲ control alt d တွေကနေပြီးတော့ဒီ code လေးတော့ပေးထားလိုက်မယ်အဲ့တော့သူကတော့အခုတို့အဓိကကတော့ screenshot ရိုက်တဲ့နေရာမှာသုံးတာပေါ့เนาะအဲ့တော့အခြားတစ်ယောက်ကကိုယ်ကုတ်လာပြလို့ဒီကုတ်ကလေးကမားနေတယ်ဒီနေရာလေးမားနေတယ်ဆိုတော့ဟာလေး point out လုပ်ဖို့အတွက်เนาะအဲ့တော့ပုံလေးနဲ့ဆွဲပြီးတော့မှအဲ့တော့အခု image file အနေနဲ့ပြန်ထုတ်ပြီးအခြားတစ်ယောက်ကိုပြဖို့အတွက်ဆိုလို့ရှိရင်အဲ့တော့ဒီ file လေးအတော်လေးဒီ application လေးအတော်လေးအသုံးတဲ့တယ်เนาะအဲ့တော့ဆိုလို့ရှိရင် install လုပ်တဲ့လုပ်ငန်းစဉ်ပြီးဆုံးတော့ပါပြီဒါဆိုဒီမှာလည်း application ရရောက်နေပြီဆိုတော့ဒါဆိုလို့ရှိရင်အခုတို့ဒီနံပါတ်1လောက်ဆောင်အောင်မဲ့အချက် app center တွေက application တွေတွားပြီးတော့မှ install လုပ်တဲ့အဆင့်ပြီးသွားပြီပေါ့ဒါဆိုနံပါတ်2အဆင့်ကိုတော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်